ကိုမိုက်ကယ်ကျော်မြင့်နော်အခုအပတ်ကိုမိုက်ကယ်ကျော်မြင့်ထောင်ကြတာကိုမိုက်ကယ်ကျော်မြင့်မိန်းမပါထောင်ကြတယ်ဗျာလင်မယားနှစ်ယောက်လုံးထောင်ချလိုက်တာဒီကိစ္စမှာကိုမိုက်ကယ်ကျော်မြင့်ကိုမိုက်ကယ်ကျော်မြင့်က9နှစ်ကြတယ်သူ့မိန်းမက1နှစ်ချတယ်ဟာစိတ်မကောင်းစရာကြီးဗျာအဲ့ဒါဟုတ်လားကိုမိုက်ကယ်ကျော်မြင့်ကိုဟာ66နဲ့ဆွဲတဲ့လူတွေနော်ကျွန်တော်ပြောမယ်နော်66ဆွဲတဲ့လူတွေကျွန်တော်အရင်ကနာမည်ပြောတယ်နော်အခုကရွေးကောက်ပွဲကာလဖြစ်တော့သူတို့တွေထိခိုက်မှကြောက်လို့ကျွန်တော်နာမည်မပြောဘူးနော်ရွေးကောက်ပွဲကာလသူတို့လည်းရွေးကောက်ပွဲကာလဖြစ်ကျွန်တော်မပြောဘူးဒါပေမဲ့သူတို့နာမည်တော့ကျွန်တော်မပြောချင်တော့ဘူးနော်ကျွန်တော်တော့တော်တော်စိတ်မကောင်းဖြစ်တယ်လင်ရောမယားရော2ယောက်လုံးထောင်ကြတယ်ဗျာအကောင်လုံးကိုမိုက်ကယ်ကျော်မြင့်သားတော့သမီးကလည်းမရှိသူပစ္စည်းရဲ့အကောင်လုံးဒီမှာပလားကစဲကိုရောအပြစ်မှာလင်ရောမယားရောသူ့ဟာတွေသူ့ပိုင်ဆိုင်မှုတွေပဲထိမ့်သိမ့်မဲ့လူမရှိလင်ရောမယား2ယောက်လုံးထောင်ကြသွားတယ်ကိုမိုက်ကယ်ကျော်မြင့်ရဲ့ဘဝသူ့မယားဒေါ်အေးအေးသင်းနော်ဒေါ်အေးအေးသင်းကိုပါထောင်ချလိုက်တာထောင်ကြသွားတယ်နော်အဲ့ဒါဘလောက်ကြည်ကွဲဖို့ကောင်းလဲကိုမိုက်ကယ်ကျော်မြင့်တို့ဘဝဟာလားတမတော်ထောက်ခံသူတွေရဲ့ဘဝနော်ဘာလဲဒို့တာဝန်ရေးသုံးပါကြောက်တိုင်ကြီးကိုစိုက်နေဆိုတော့မိုက်ကြောက်တိုင်ကျော်မြင့်ဆိုလားဟာလားဟိုတော့ကဒို့တာဝန်အရေးသုံးပါဟာလားနော်ပြည်တော်စုကြောက်တိုင်ကြီးကိုစိုက်မယ်ဆိုတော့အဲ့ဒီကြောက်တိုင်ကြီးလည်းမစိုက်ဖြစ်နော်သူခင်ဗျာဒေါ်အောင်ဆန်းစုကြည်ကလိုက်ဖမ်း124ကကြီးနဲ့ဒီကြောက်တိုင်စိုက်မှာ124ကကြီး1220ကြားတဲ့ပုံမှန်နဲ့ကိုမိုက်ကယ်ကျော်မြင့်ကိုဖမ်းပြီးတော့အင်းစိတ်ထောင်နဲ့ထည့်တာဒေါ်အောင်ဆန်းစုကြည်ကအဲ့ဒီလိုလောက်လာတဲ့လူတွေဟာတနေ့ကြတော့ဘာဖြစ်ကုန်လဲကိုမိုက်ကယ်ကျော်မြင့်ကိုတရားစွဲတဲ့လူတွေကိုကျွန်တော်ပြောတာခင်ဗျားတို့မှာမေတ္တာတရားဒီလောက်မရှိဘူးခင်ဗျားတို့ကဒီတိုင်းပြည်ကိုဥဆောင်ရမယ့်လူတွေဒီတိုင်းပြည်ကိုငြိမ်းချမ်းအောင်လုပ်ရမယ့်လူတွေအဲ့တော့ဒီတိုင်းပြည်ကိုဥဆောင်ရမယ့်ငြိမ်းချမ်းအောင်လုပ်ရမယ့်လူတွေကကိုမိုက်ကယ်ကျော်မြင့်ကိုတရားစွဲတယ်နော်ကိုမိုက်ကယ်ကျော်မြင့်အခု9နှစ်ကြာသွားတယ်နောက်တစ်မှုကြံသေးတယ်ကိုမိုက်ကယ်ကျော်မြင့်မိမလည်းထောင်ကြသွားတယ်တစ်နှစ်အခုအဲ့ဒီအမှုတွေကနောက်တစ်ခါတမှုထဆွဲသေးတယ်အခုကိုမိုက်ကယ်ကျော်မြင့်9နှစ်အပြင်အခုနောက်တစ်မှုရှိသေးတယ်မင်္ဂလာတုံတရားရုံးမှာလင်မယား2ယောက်လုံးဆွဲရတယ်သူ့မိမကတော့ထောင်ထဲမှာတစ်နှစ်နေပြီးတော့လွတ်ရက်စိတ်လို့ပြန်လွတ်သွားပြီကိုမိုက်ကယ်ကျော်မြင့်မိမတစ်နှစ်ကြာတော့အခုလွတ်ရက်စိတ်သွားတယ်နော်လွတ်ရက်စိတ်လို့ပြန်လွတ်သွားပြီပြန်လွတ်သွားလဲအခုအပြင်မှာအမှုရင်ဆိုင်နေရတယ်အဲ့တော့ကိုမိုက်ကယ်ကျော်မြင့်ကိုတရားစွဲတဲ့လူတွေကျွန်တော်ပြောချင်တာခင်ဗျားတို့ကဒီတိုင်းပြည်ကိုဥဆောင်ရမယ့်လူဒီတိုင်းပြည်ကိုငြိမ်းချမ်းရေးကိုလုပ်ရမယ့်လူတွေခင်ဗျားတို့မှာမေတ္တာတရားဘယ်မှာလဲကျွန်တော်အရင်တည်းကပြောတယ်အမှုစလုပ်တဲ့ကကိုမိုက်ကယ်ကျော်မြင့်ကိုမစွဲကြပါနဲ့66ကကြီးနဲ့မေတ္တာထားပေးပါအဲ့ဒီလူကြီးတွေကိုကျွန်တော်ဟိုတော့လိုင်းပေါ်မှာနော်ကျွန်တော်နာမည်တက်ပြီးပြောခဲ့နာမည်တက်ပြီးကျွန်တော်ပြောခဲ့မရဘူးခင်ဗျားတို့ကမေတ္တာတရားဆိုတာမရှိဘူးနော်တကယ်မေတ္တာတရားရှိတာဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းမှာမေတ္တာတရားရှိတယ်သူ့ကိုစော်ဘောင်းကြီးတို့ပြောတယ်ကြမ်းကြမ်းတမ်းတမ်းကျွန်တော်လည်းပြောမိခဲ့တယ်အဲ့ဒီလူတွေသူတရားမစွဲဘူးအဲ့ဒါမေတ္တာတရားတချုပ်ကြီးကမေတ္တာတရားရှိတာကိုမိုက်ကယ်ကျော်မြင့်ကိုတရားစွဲတဲ့လူကြီးအဲ့ဒီလူကြီးနာမည်မပြောချင်လို့ရွေးကောက်ပွဲရှိနေလို့ခင်ဗျားတို့ရွေးကောက်ပွဲမှာထိခိုက်သွားမှကြောင့်ကျွန်တော်မပြောချင်တာနော်အဲ့ဒီလူကြီးမေတ္တာမရှိတဲ့လူကြီးခင်ဗျားတို့ဘာပြောမလဲ4နှစ်ချလိုက်တယ်66ကကြီးနဲ့4နှစ်66ကကြီးကို3မှုဆွဲတယ်နေပြည်တော်မှာ2မှုဆွဲတယ်ရန်ကုန်မှာ1မှုဆွဲတယ်ကဲခင်ဗျားတို့ဒီလောက်လေးပြောရုံနဲ့လူတယောက်ကိုထောင်ထဲမှာ4နှစ်ထားတယ်4နှစ်ဆိုတာထောင်ထဲမှာခင်ဗျားတို့တရက်နေကြည့်ဘလောက်ပင်ပန်းဆင်းရဲတယ်ဘလောက်အချိန်ကြီးကြာတယ်တရက်တောင်ထောင်ထဲမှာကြာတယ်4နှစ်ထောင်ထဲမှာခင်ဗျားတို့ဒီလောက်လေးပြောနေလူတယောက်4နှစ်ချတာမိုက်ကယ်ကျော်မြင့်ကိုတရားစွဲတဲ့လူကြီးခင်ဗျားရဲ့မေတ္တာတရားဘာမှလဲဒီတိုင်းပြည်ကိုခင်ဗျားဘယ်လိုလုပ်ဥဆောင်မလဲအဲ့ဒီလူကြီးဖြစ်အကောင်လုံးသိနေတယ်နော်ခင်ဗျားကိုအတွင်းပိုင်းကလူတွေသိတယ်ဒီကပြည်သူတွေကတော့သိမှာမဟုတ်ဘူးခင်ဗျားတို့ခင်ဗျားထိခိုက်မှာရေကောက်ပွဲကာလမှာခင်ဗျားထိခိုက်မှာကြောက်လို့နော်ခင်ဗျားဝင်ရွေးခံတဲ့လူခင်ဗျားထိခိုက်မှာကျွန်တော်မပြောဘူးနာမည်ဟိုတော့ကတော့ရွေးကောက်ပွဲမတိုင်ခင်ကတော့ကျွန်တော်ပြောခဲ့တယ်ကျွန်တော်ထောင်မကြခင်မလောက်ပါနဲ့
နော်မလောက်ပါနဲ့ဒါလေးကို66ကကြီးနဲ့ကိုမိုက်ကယ်ကျော်မြို့မဆွဲပါနဲ့ဆိုခင်ဗျားတို့ရအောင်ဆွဲတာမှတမှုမဟုတ်ဘူးသုံးမှုဆွဲတယ်အဲ့သုံးမှုနဲ့၄နှစ်ချလိုက်တယ်ကဲကောင်းကြသေးလားကောင်းသေးလားခင်ဗျားတို့ကမေတ္တာတရားပမာလားခင်ဗျားတို့နဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်နဲ့အကွာကြီးဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်ကိုစော်ဘောင်းပြောတာရစရာမရှိဘူးဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်124ကကြီးနဲ့မဆွဲဘူးနော်သူဆွဲရင်124ကကြီးထောင်နဲ့20ချလို့ရတယ်မဆွဲဘူးကျွန်တော်လည်းမဆွဲခဲ့ဘူးဘသူကမှသူ့ကိုဆဲဆိုတဲ့လူကိုတက်ချုပ်ကြီးကဘသူကမှ124ကကြီးနဲ့မဆွဲခဲ့ဘူးသူ့ကိုဆဲဆိုတဲ့လူကျွန်တော်တို့အပြင်အများကြီးရှိသေးတယ်မဆွဲခဲ့ဘူးအဲ့ဒါမေတ္တာသမားခေါ်တယ်တိုင်းပြည်ကိုမေတ္တာနဲ့အုပ်ချုပ်ရတယ်တိုင်းပြည်အကြီးကဲနိုင်ငံတော်အကြီးကဲလုံးမဲ့လူဆိုတာမေတ္တာသမား